ပါလီစောပါဒီကနေ့ဧပြီလ25ရက်နေ့နရီစရာသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်းမြတ်ခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူနယ်တောင်ကုန်းမှာစစ်နဲ့ပတ်သက်ပြီးလူ2ယောက်သေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းအာရခဒေတာကမိဖမေကလေးကင်းတွေကိုပြုစုစောင့်ရှောက်မဲ့ဂေါတမီရင်ခွင်ကေဟာကို AAC ဦးစီးရှုပ်ရဲ့ဇနီးကဥဆောင်ဖွင့်လှစ်လိုက်တဲ့ဆိုတဲ့သတင်းစစ်ကောင်စီကရပ်ပေါင်း20တစ်ဖက်သက်အပြည့်အခက်ရစရေးကာလအတွင်းရခိုင်မှာစီရေးတိုက်ခိုက်မှု409ကြိမ်ပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စစ်ကောင်စီကဒီလ24ရက်နေ့ကကြောက်ဖြူရေနံတောင်ကျေးရွာကိုအသေးခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တက်ကြီးပိုင်းစစ်ပေးရှောင်အမျိုးသမီး2ဦးသေဆုံးပြီးအမျိုးသား2ယောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလိုတောင်ကုန်းမြို့နယ်မှာစစ်ကြံပုံပောက်ကွဲလို့အမျိုးသား1ယောက်သေဆုံးသွားခဲ့တယ်လို့သိရရှိပါတယ်။စစ်ကောင်စီကဧပြီလ22ရက်နေ့ကစတင်ပြီးနောက်ထပ်တစ်ပတ်အပြည့်အခက်ရက်စီကြောင်းထုတ်ပြန်ထားချိန်မှာပဲကြောက်ဖြူမြို့နယ်ရေနံတောင်ကျေးရွာကိုအသေးခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလဘာကျေးရွာကစစ်ပေးရှောင်တိန်နေတဲ့အသက်60ကျော်အရွယ်ဒေါ်မရင်နုသေဆုံးသွားခဲ့ရပြီးရေနံတောင်ကျေးရွာကဦးလှဆန်နဲ့နောက်ထပ်အမျိုးသား1ယောက်တို့ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုကြောက်ဖြူအခြေဆိုင်ဒညဝတီရေတပ်ဌာနချုပ်ကဧပြီလ24ရက်နေ့ညနေ3နာရီမှာအသေးခံ drone နဲ့3ချိန်တိုင်းလာရောက်ပုံကျဲတိုက်ခိုက်ခဲ့ရကနေဘုံသိန်းတစ်လုံးဟာဦးလှဆန်ရဲ့နေအိမ်အတွင်းကိုကြားရောက်ပောက်ကွဲပြီးအခုလိုသေဆုံးဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။အလားတူပဲတောင်ကုန်းမြို့နယ်မှာလည်းဧပြီလ24ရက်နေ့မနက်9နာရီလောက်မှာတောင်ပေါ်မှာတောရှင်းလင်းရေးလုပ်နေစဉ်စစ်ကြံပုံတစ်လုံးပောက်ကွဲခဲ့တဲ့အတွက်ဇီဒီကွင်းရွာကဦးမောင်သိန်း45နှစ်ဝေရှင်ပြီးသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။အာရခဒေတာအတွင်းကအကြောင်းအမျိုးမျိုးကြောင့်ပြုစုဆောင်ရှောက်သူကင်းမင်နေတဲ့ကလေးငယ်တွေကိုပြုစုဆောင်ရှောက်ပေးမဲ့ဂေါတမီရင်ခွင်ဂေဟာတခုကိုအာရခတပ်တော် AAC ဦးစီးရှုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူဒေါ်နှင်းစာဖြူကဦးဆောင်ပြီးတီထောင်ဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။ဂေဟာရဲ့အမည်ကိုဂေါတမီရင်ခွင်လို့ဒေါ်နှင်းစာဖြူကိုယ်တိုင်ရွေးချယ်အမည်ပေးထားတယ်လို့သိရပါတယ်။အခြေအနေတစ်ခုမှာအကြောင်းမျိုးမျိုးနဲ့မိဘရင်ခွင်ပျောက်ဆုံးခဲ့ရတဲ့ကလေးငယ်တွေအတွက်လေးနက်တဲ့အတိတ်ပေတွေမြစ်တာတရားတွေနဲ့အနာဂတ်တွေမပျောက်ဆုံးသွားရအောင်အသေးချာစဉ်းစားပြီးဒီနာမေကိုကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ဒေါ်နှင်းစာဖြူကသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဧပြီလ24ရက်နေ့ကရေးသားမျှဝေထားပါတယ်။ဂေါတမီရင်ခွင်ဂေဟာဟာလူမျိုးဘာသာမရွေးပဲကလေးငယ်တွေကိုမြစ်တာတရားအပြစ်ပေးပြီးကြည်ပြင်းစေတဲ့နေရာလေးတစ်ခုဖြစ်စေရမယ်လို့လည်းဒေါ်နှင်းစာဖြူကဆိုထားပါတယ်။နှစ်သက်ကူကာလဂေါတမီရင်ခွင်ဂေဟာကိုအာဟာရရှုတ်တိတ်နေတဲ့ကလေးငယ်တယောက်ပထမဦးဆုံးရောက်ရှိလာခဲ့တယ်လို့လည်းဒေါ်နှင်းစာဖြူရဲ့ရေးသားမျှဝေမှုမှာတွေ့ရှိရပါတယ်ရှင်။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီကသူ့ရဲ့တစ်ဖက်သက်အပြည့်အခက်ရက်စေးကြောင်းထုတ်ပြန်ထားတဲ့ရက်ပေါင်း20ကာလအတွင်းရခိုင်ပြည်မှာစီရေးတိုက်ခိုက်မှု409ကြိမ်ဖြစ်ပွားခဲ့တယ်လို့ HTCO ရဲ့ဧပြီလ24ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။စစ်ကောင်စီရဲ့အမြင့်ခံငလျင်အပြည့်အခက်ရက်စီရေးအောက်မှာရခိုင်မှာစီရေးတိုက်ခိုက်မှုပေါင်း409ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထုတ်ပြန်ချက်အထဲမှာပြင်းအား9.8ရှိတဲ့မြင်းငလျင်ဖြစ်ပွားပြီးတဲ့နေ့မှာပဲမြန်မာစစ်ကောင်စီဟာလူသားချင်းစာနာမှုအကူအညီဝေရောက်နိုင်ရေးအတွက်ရပ်ပေါင်း20ကြာအပြည့်အခက်ရက်စေးကြောင်းကြေညာခဲ့ပေမဲ့လည်းသူတို့ကိုယ်တိုင်မလေးစားခဲ့ဘူးလို့ဆိုထားပါတယ်။စစ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အတွင်းကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေပေါတော်တို့မှာပြစ်ခတ်တိုက်ခိုက်မှု409ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ဖော်ပြထားတာပါ။တိုက်ခိုက်မှုအမျိုးအစားတွေကတော့တိုက်လေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုဒရုန်းနဲ့တိုက်ခိုက်မှုစစ်တပ်လေထီးနဲ့တိုက်ခိုက်မှုရေတပ်သင်္ဘောတွေကနေပစ်ခတ်မှုနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်တယ်လို့ဆိုထားပါတယ်။ဒီလိုရက်တွေဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းရှိုးဖောက်တဲ့လှုပ်ဆောင်ချက်တွေဖြစ်တယ်လို့လည်း HTCO ကဖော်ပြထားပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ဗန်းမော်မြို့ကစကခ21အပါအဝင်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေအားလုံးကိုKIA နဲ့ပူးပေါင်းတပ်တွေကဒီကနေ့မှတပြိုင်တည်းထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။တိုက်ပွဲဟာဧပြီလ25ရက်နေ့မနက်4နာရီခွဲကစတင်ပြီးပြင်းထန်နေတာဖြစ်တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တယောက်ကပြောဆိုပါဗျ
ဗန်းမော်မျိုးကို KIA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတာဟာလနဲ့ရှည်နေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းလီရင်တွေဒရုန်းတွေနဲ့ဝေဟင်ကနေပစ်ကူပြီးအကြီးအကျယ်ခုခံကာကွယ်နေတယ်လို့သိရပါတယ်။ဗန်းမော်မျိုးဟာစီရေးအရာအလွန်အရေးပါတဲ့မျိုးဖြစ်ပြီးစစ်ကောင်စီတပ်တွေတပ်မတွေအများအပြားအခြေစိုက်ထားတဲ့မျိုးလည်းဖြစ်ပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယပိုင်ဂျမူးနဲ့ကက်ရှမီးယားမှာစစ်သွေးကြွတနက်သမားတွေကခရီးသွား26ယောက်ကိုတပ်ဖြတ်သွားပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားတင်းမာမှုတွေမြင့်တက်လာနေပါတယ်။အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံသားတွေဟာသူတို့ရဲ့ဗီဇာတွေကိုပြန်လည်မရုပ်သိမ်းခင်ဧပြီလ29ရက်နေ့မှာနိုင်ငံတွင်းကထွက်ခွာရမယ်လို့အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနကမနေ့ကအမိန့်ထုတ်ပြန်ထားပါတယ်။ပါကစ္စတန်နိုင်ငံသားတွေအတွက်ထုတ်ပေးတဲ့ကျန်းမာရေးဗီဇာဟာဧပြီလ29ရက်နေ့အထိသာအကျုံးဝင်မယ်လို့ဆိုပါတယ်။အိန္ဒိယဟာပါကစ္စတန်နိုင်ငံသားတွေအတွက်ဗီဇာဝန်ဆောင်မှုတွေကိုဆက်ရှင်းရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံသားတွေပါကစ္စတန်ကိုခရီးသွားတာရှောင်ကြဉ်ဖို့အကြံပြုထားပြီးပါကစ္စတန်မှာလက်ရှိနေတဲ့အိန္ဒိယနိုင်ငံသားတွေကိုလည်းအိန္ဒိယကိုအစောဆုံးပြန်လာကြဖို့အကြံပြုထားပါတယ်။ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုဝါဒတွေကိုထောက်ခံမှုမရက်တက်မရှင်1960ခုနှစ်ကအိန္ဒုမြစ်ရေခွေးဝေသုံးစွဲရေးသဘောတူညီချက်ကိုဆက်ရှင်းအကျိုးသက်ရောက်မှုအဖြစ်ဆိုင်းငံ့ထားမယ်လို့ဗုဒ္ဓဟူးနေ့မှာအိန္ဒိယကပြောကြားခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ယုံကလည်းအိန္ဒိယဗီဇာအများစုကိုရုပ်သိမ်းပြီးအိန္ဒိယနေဆက်ကုန်းလန့်နဲ့လေကြောင်းလိုင်းတွေကိုလည်းပိတ်လိုက်တာဖြစ်ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာသတင်းဌာနကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။